ကျွန်တော်ဒီနေ့ပြောမယ့်ကောင်းတယ်ကလူတိုင်းအတွက်တော့အဆင်ပြေခြင်းမှပြေတယ်နော်အဲ့ဒီအစပြီးကျွန်တော်ကွာကြတာနော်ဒီနေ့နည်းနည်းတော့ကျွန်တော်နည်းနည်းတော့ကျွန်တော်ကွာကြတဲ့အကြောင်းလေးဆွေးနွေးလိုက်ကြရအောင်ကျွန်တော်တို့တွေငယ်ဘဝရဲ့တောက်လျှောက်တွန်းတင်လာခံခဲ့ရတာဗာလဲဆိုတော့ကွာကြတယ်ဆိုတဲ့လူတန်းစားတစ်မျိုးကိုကျွန်တော်တို့ကမကောင်းဘူးလူတွေနဲ့အဆင်မပြေဘူးလူပတ်ဝန်းကျင်မှာတဟဇာတာမဖြစ်တဲ့လူတွေဆိုပြီးတော့ကျွန်တော်တို့တောက်လျှောက်တတ်မှတ်ခြင်းခံခဲ့ရတယ်တွန်းတင်ခြင်းလည်းခံခဲ့ရတယ်ပဲဒါကျွန်တော်တို့ငယ်ဘဝကနေကြီးလာတဲ့ကျွန်တော်တို့ဒီအရှိတောင်အာရှတဝိုက်ကလူတွေဆိုလို့ရှိရင်တော်တော်များများအခုကျွန်တော်ပြောတဲ့ချက်ကိုတည်နေမယ်ငယ်ငယ်လေးကကျွန်တော်တို့အိမ်တွေမှာထိန်းချောင်းပြီးတင်ကြားလာခဲ့တဲ့ပုံစံမှာခုနကလူတယောက်ယောက်နဲ့အဆင်မပြေဖြစ်တာမျိုးတွေလူအများစု public မှာကျွန်တော်တို့သူတို့ကန်လန့်ပြန်ပြောတာတွေအဲ့ပုံစံမျိုးတွေမလုပ်ဖို့အတွက်ကိုကျွန်တော်တို့စနစ်တကျတင်ကြားခြင်းခံလာခဲ့ရတယ်မိဘတွေကိုအပြစ်ပြောတာမဟုတ်ဘူးဒီဗီဒီယိုမှာကျွန်တော်တို့ကွာကြတဲ့လူတွေနဲ့ပတ်သက်ပြီးနည်းနည်းလေး deep dive လုပ်ကြည့်ခြင်းအောင်တစ်ခုပဲရှိတယ်နော် so okay ကျွန်တော်တို့ကွာကြတဲ့လူတယောက်ယောက်ကိုလူတွေမြင်လို့ရှိရင်ဘယ်လိုထင်မလဲဆိုရင်ကျွန်တော်တို့အပိုင်း၃ပိုင်းရှိတယ်ပဲနော်နံပါတ်၁ချက်က confidence မရှိဘူးဒီလူကကွာကြတယ်ကို confidence မရှိဘူးအများနဲ့လူတန်းနဲ့ကန်လန့်တိုက်နေတယ်နောက်တစ်ချက်ကကြတော့သူရှိမှာ social skill မကောင်းဘူးဗျာကွာကြတဲ့လူဆိုတဲ့စဉ်းစားကြည့်တော့ social skill ကဘယ်လိုလုပ်ကောင်းတော့နောက်ဆုံးတစ်ချက်ကကြတော့ stress ဆောင်မှုမရှိဘူးဒါလူတွေကျွန်တော်တို့မြင်တတ်တယ်ပေါ့ဗျာကျွန်တော်တို့တွင်တင်ချင်းခံခဲ့ရတဲ့ပုံစံအရာကုန်တွေကကွာကြတဲ့လူတွေဆိုရင်တခြားလူတွေဒီပုံစံမျိုးမြင်မယ်လို့ကျွန်တော်တို့တောက်လျှောက်သွင်းချင်းခံခဲ့ရတာကောင်းတယ်တကယ်တော့အဲ့ဒါမဟုတ်ဘူးဗျာကျွန်တော်တို့တမိုင်းတစ်လျှောက်တကယ်အောင်မြင်ခဲ့တဲ့ဒိတ်ကျဲပုံကိုယ်တွေကိုကြည့်လိုက်လို့ရှိရင်တော်တော်များများငငယ်တွေကကျွန်တော်တို့အခုဗျာဟို social skill အရန်ကောင်းတယ်ဟိုလို popular kid တွေမဟုတ်ဘူးဗျာ popular kid တွေမဟုတ်တဲ့အပြင်မှာလူတော်တော်များများအဲ့ဒီအောင်မြင်နေတဲ့ပုံကိုယ်တော်တော်များများကွာကြတယ်ဆိုတဲ့စီးရီးထဲမှာပါရတာတော်တော်များများအဲ့တော့ကျွန်တော်တို့ဒီနေ့ကွာကြတဲ့လူတွေဆိုတာလုံးဝအားနည်းနေတာလားဒါမှမဟုတ်လို့ရှိရင်သူတို့ကဘာလဲဆိုတဲ့အကြောင်းနည်းနည်းတော့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးလိုက်ကြရအောင်လူတယောက်ကဒီ social မှာဗျာသူ့နေထိုင်ရာပတ်ဝန်းကျင်လူမှုအတိုင်းဝိုင်းမှာအဆင်မပြေဘူးအများနဲ့သူကသူတွေနဲ့တတိတခြားဖြစ်နေတယ်ဆိုရင်သူစိတ်ထဲမှာအများနဲ့ရှိနေတဲ့မေးခွန်းတစ်ခုရှိတယ်ဗျအဲ့ဒါကငါဘာဖြစ်လို့သူတို့နဲ့မတူတာလဲတူအောင်စဉ်းစားလို့မရတာလဲအဲ့ဒီမေးခွန်းကသူတို့ရှင်ထဲမှာအများနဲ့ကိန်းအောင်နေတယ်အဲ့ဒီမေးခွန်းကပဲသူတို့ဒီ self awareness ကောင်းဆွဲခေါ်လာတဲ့အစလို့ပဲပြောလို့ရတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်လက်ရှိအရန်အောင်မြင်နေတဲ့ကမ္ဘာကျော်ဘီလီယံနာဖြစ်တဲ့ Elon Musk ကိုပြောပြမယ် Elon Musk ဆိုလို့ရှိရင်ငငယ်တည်းကသူ social skill လုံးဝမကောင်းဘူးသူ့အကြောင်းစုံစမ်းသူ့အကြောင်းကိုစာရီရှာဖတ်ကြည့်လို့ရှိရင်အများကြီးတွေ့ရလိမ့်မယ် social skill လုံးဝမကောင်းဘူးပြီးတော့ရှင် bullying လောက်ခံရတယ်ပြီးတော့ရင်ကျွန်တော်တို့ဘယ်တော့မှလူတွေနဲ့အမြဲတမ်းတပူးတူတူနဲ့နေဖို့တော့ကိုအဆင်မပြေဘူးဒါသူရဲ့ကျွန်တော်တို့အမြင်မှာဆိုရင်ငငယ်တည်းကအခုကျွန်တော်တို့ပြောခဲ့သလိုကျွန်တော်ခုနကကျွန်တော်ပြောခဲ့သလိုငငယ်တည်းကကျွန်တော်တို့ပြောခဲ့တဲ့ပုံစံတွေရဆိုလို့ရှိရင်ကျွန်တော်တို့အမြင်မှာဒါကလုံးဝတနာတရားကောင်းတဲ့ကလေးငယ်တယောက်ပုံစံဖြစ်နေเนาะအဲ့ဒီလိုအချက်အလက်တွေကပဲသူ့ကိုဘာဖြစ်သွားသေးလဲဆိုလို့ရှိရင်တစ်ဖက်မှာအခုနကကျွန်တော်ပြောလို့သူလူတွေနဲ့အဆင်မပြေဘူး public မှာလိုက်ပြီးရောနှောနေဖို့အဆင်မပြေတဲ့အတွက်ကိုသူကတီးတန့်နေထိုင်ဖြစ်သွားတယ်တီးတန့်နေထိုင်ဖြစ်တဲ့အချိန်မှာသူဘာလုပ်လဲစာဖတ်ဖြစ်တယ်ဗျာเนาะလူအထက်ပို့ပြီးတော့စာကိုသူတခြားကလေးတွေထက်ဆိုင်ပို့ပြီးဖတ်ဖြစ်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတဖြည်းဖြည်းနဲ့သူကလူတွေနဲ့ကြာရင်အဆင်မပြေလူတွေနဲ့အဆင်မပြေတာကြာလာလေလူတယောက်ကကိုအချိန်ပို့ပြီးပေးပြလာတယ်ကိုပို့ပြီးတော့ဝမ်းစာဖြည့်ပြလာတယ်လို့တစ်ဖက်ကပြောင်းပြီးမြင်လို့ရတယ် self awareness ဆိုအရန်ကောင်းတဲ့အချက်လက်တစ်ခုလို့မြင်ပါတယ်နောက်ပုဂ္ဂိုလ်တယောက်ကကြတော့ကျွန်တော်တို့ဒီနာမည်ကျော်เนาะ motivational speaker လည်းဖြစ်တယ်ရင်မရင်းတက်တာဟောင်းတယောက်လည်းဖြစ်တယ် David Goggin ပါဗျ David Goggin ကကြတော့ David Goggin ပြောခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်အရန်မိုက်ပါတယ်ကျွန်တော်အင်္ဂလိပ်လိုတော့မဖတ်ပြတော့ဘူးကျွန်တော်တို့နာကျင်မှုတွေအားတဲ့စိတ်ထဲမှာရှိတဲ့နောက်ထပ်အရန်ကိုလျှို့ဝှက်တဲ့တကားတစ်ခုဖွင့်ပေးနိုင်တယ်တဲ့ David Goggin ဆိုလို့ရှိရင်သူ့ဘဝမှာစိုးဝါးဆုံးမှာဆိုတဲ့ကိစ္စတွေမကြုံခဲ့ဘူးလားတခုမှမရှိဘူးအကုန်လုံးဒီဘက်သူကြုံခဲ့ရတယ်ကျွန်တော်တို့ဘူလီလောက်ခံရတယ်ဟိုလူမျိုးကြီးခွဲခြားခံရတယ်ပြီးတော့လို့ရှိရင်နှိပ်စက်ခံရတယ်အဲ့လိုမျိုးအရာမျိုးစုံကိုကြုံခဲ့ရတဲ့လူတယောက်ပါသူ့ရှိမှာသူ့ဆွေးနေငငယ်တဲ့ခုနကလိုအဲ့ဒီခံစားချက်နာကျင်မှုတွေများစွာနေပြီးတော့လူတော့မတိုးတော့ဘူးဗျာတိတယ်အရာရာမှာသူ့ကို reject လုပ်ခံရတဲ့ပုံမှာတကယ်ချင်းပေါင်းတင်နေကြတဲ့မှာဆိုတဲ့ဒီခုကိုမစော့တာတို့တခုခုဟိုပွဲလန်းတပင်မှာဆိုလို့ရှိရင်မဖိတ်တာအဲ့လိုအခြေအနေမျိုးတွေကိုအများအားကြုံခဲ့ရတယ်ကြုံခဲ့ရတဲ့ပုံမှာ तू ကအဲ့ဒီဟာတွေကိုကျွန်တော်တို့ထိုင်ပြီးတော့စိတ်ညစ်ခံနေမဲ့စားစိတ်ဒုက္ခရောက်ခံနေမဲ့စားအဲ့ဒီအရာတွေကနေ तू ကဘာလုပ်လဲဆိုတော့အားအင်ပြန်လုပ်တယ်ဗျသိလား तू ဘဝရှေ့လျှောက်တက်လန်းတော့ကိုအဲ့ဒီအရာတွေအကုန်လုံး तू ကလောင်စာအဖြစ်ပြန်ပြီးအတုံးချတယ်တကုံဖိပြီးစူးစမ်းတယ်စူးစမ်းရင်နဲ့သူ့ကိုယ်သူခုနကကျွန်တော်ပြောသလိုခွာကြတဲ့လူတွေကကျွန်တော်တို့ public မှာအဆင်မပြေလေကိုအတွင်းမှာပို့ပြီးတော့ဝမ်းသာဖြစ်ဖြစ်တယ်ကိုပို့ပြီးတော့ရင်းနှီးလာတယ်တည်လားနောက် next level တစ်ခုကိုတက်ဖို့အတွက်ကိုတခြားလူတွေတက်ဆိုင်ပို့ပြီးတော့မြန်တယ်ဆိုတဲ့အခြေအနေမျိုးကိုသူတို့ကအများထဲမှာ ready ဖြစ်နေတတ်တယ်ဒါတတိတန့်လေ့ကျင့်လာတာမဟုတ်ဘဲနဲ့လူအများစုရဲ့ညင်းပယ်ခြင်းကိုခံခဲ့ရလို့နောက်တစ်ဖက်မှာသူ့တယောက်တည်းအတွက်အချိန်တီးတန့်ဖြစ်လာတဲ့အတွက်ကိုဒါရ
ရလာတဲ့အကျိုးရလက်လို့ပြောလို့ရတယ်နောက်တစ်ခုအရန်စိတ်ဝင်စားဖို့ကောင်းတာကလူတစ်ယောက်ကသူ့ကိုယ်သူများနဲ့မတူဘူးဆိုပြီးတော့သူခံစားရတဲ့အချိန်သူများတွေနဲ့လိုက်လျောညီထွေမရှိဘူးဆိုပြီးခံစားရတဲ့အချိန်မျိုးသုံးဖြတ်ချက်နှစ်ခုပဲချတတ်ပါတယ်ဗျနံပါတ်1ချက်ကရတယ်ငါရဲ့အစင်မပြေမှုတွေငါလူတွေကိုလိုက်ပြီးကန်လန်တိုက်နေတာတွေကိုအပြီးမေးဖြစ်လိုက်မယ်မေးဖြစ်ပြီးတော့ဒီ crown ခေါ်တဲ့လူအုပ်ကြီးကဘာလုပ်လဲအဲ့နောက်ကငါလိုက်လုံးမယ်ဆိုပြီးတော့ဆုံးဖြတ်တဲ့လူမျိုးလည်းရှိတယ်ဒါငငယ်လေးကခုနကကျွန်တော်ပြောသလို popular kid မဟုတ်ဘဲနဲ့အမြဲတမ်းကိုယ်စိတ်ထဲမှာတွေးဟာတွေနဲ့ကြွားကြပြီးတော့ကြီးလာတဲ့ကလေးတယောက်အနေနဲ့ဆိုလို့ရှိရင်ကြီးကောင်ဝင်ငါသားမှာဆုံးဖြတ်တတ်တဲ့ဆုံးဖြတ်ချက်နှစ်ခုပြောပြတာနံပါတ်1ချက်ကခုနကကျွန်တော်ပြောသလိုရတယ်ငါဒီအစင်မပြေတာတွေကန်လန်တိုက်တာတွေအကုန်လုံးငါမေးလိုက်မယ်မေးပြီးတော့လူတွေဘာလုပ်လဲအဲ့နောက်ကငါလိုက်မယ် follow လုပ်တဲ့အဆင့်ကိုဖြစ်သွားတတ်တယ်အဲ့ဒီအချိန်မှာသူ့ရဲ့ကိုရောင်ကိုကငကိုရှိရင်ပဲသူ့ရဲ့ပင်ကိုဆိုတာအရာအားလုံးပျောက်သွားပြီနံပါတ်2မေးခွန်းကကြတော့ရတယ်ပြဿနာမရှိဘူးငါပုံစံတိုင်းပဲငါသွားမယ်ငါကငါတီဆောက်မယ်တခြားလူတွေပါပြောလုံးဝဂယုမဆိုင်ဘူးဆိုတဲ့ပုံစံနဲ့ရွေးချယ်ရရအဲ့နှစ်ခုမှာတစ်ခုကိုသူတို့အများတိုင်းမဖြစ်မနေရွေးချယ်ရတယ်ဒီကျွန်တော်တို့ငယ်တဲ့ကန်လန်တိုက်ပြီးကြီးလာတယ်၊ကွာကြတယ်ဆိုတဲ့လူတွေမှာတချို့တွေတော်တော်ကြီးမှပဲအဲ့ option တစ်ခုကိုမြင်ပြီးတော့ရွေးဝါးကြတဲ့လူတွေလည်းရှိတယ်။ဥပမာဆိုရင်ကျွန်တော်အဆိုတော် Lady Gaga ကိုပြောပြမယ်ဗျ။ Lady Gaga ဆိုလို့ရှိရင်သူ့ရဲ့ weakness ဗျ။သူ့ရဲ့ weakness ကိုလုံးဝသူဖုံးဖိဖို့မကြိုးစားပါဘူး။အတင်း main ကလေးတယောက်နဲ့တူနေအောင်သူအတဲတန်လိုက်လုပ်ဖို့မကြိုးစားပါဘူး။သူ့မှာရှိတဲ့ဒီယောက်ျားဆန်တဲ့ face ကိုပဲသူ identity သူ့ရဲ့ unique ပုံစံနဲ့ကြိုးစားတယ်။ personal branding ဖြစ်အောင်တည်ဆောက်တယ်အဲ့ဒီအရာနဲ့ဘလူးပြောမပြောဂယုမဆိုင်ဘူးကိုပုံစံနဲ့ကိုသွားမယ်ဆိုတော့အခုနဒုတိယ option ကိုရွေးခဲ့တဲ့အတွက်ကိုအချိန်တန်တော့အဲ့ဒီအရာပဲသူ့ကိုလက်ရှိလိုမျိုးထိတ်တန်းအောင်မြင်တဲ့အဆင့်တစ်ခုကိုရောက်အောင်တွန်းပို့ပေးနိုင်လိုက်တာပဲဖြစ်ပါတယ်။ Okay ဒီတော့ကျွန်တော်တို့ဒီကွာကြတဲ့လူတွေကပြီးရင်တခြားလူတွေနဲ့လည်းအချိန်အများကြီးပေးဖို့အဆင်မပြေဘူးတခြားလူတွေနဲ့အချိန်အများကြီးပေးဖို့အဆင်မပြေတဲ့ပုံမှာသူတို့ကဘာဖြစ်လဲဆိုတော့များသောအားဖြင့်အချိန်အများစုဟာတယောက်တည်းရှိနေကြတာများတယ်ဟိုတယောက်တည်းအတွက်ပဲတီးတန့်အချိန်ပေးပြကြတာများတယ်အဲ့လိုခံစားချက်နဲ့ရှိနေတယ်ဆိုတဲ့ပုံကိုယ်တွေရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာပါတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောပြစီတယောက်တည်းရှိနေတယ်ဆိုတဲ့အချိန်တိုင်းကိုကျွန်တော်တို့ကအားနည်းချက်ဆိုရင်မမြင်ပါနဲ့ငါသူများနဲ့ရောလို့မရဘူးငါဘလူးနဲ့မှမတူတဲ့ကောင်ဆိုပြီးခံစားချက်တွေနဲ့ကိုနှိမ့်ဆက်ညှင်းပန်းနေတာတွေမလုပ်ပါနဲ့အဲ့လိုအချိန်ကိုကျွန်တော်တို့ကကိုတိုးတက်ဖို့အတွက်ခုနကျွန်တော်ပြောသလိုဝမ်းသာဖြည့်တဲ့အချိန် session အနေနဲ့ကျွန်တော်တို့အသုံးချပါလူအများစုမှာလွယ်လွယ်လေးမရနိုင်တဲ့အရာကိုခင်ဗျားတို့ရလာတာဖြစ်ပါတယ်လူအများစုကတခြားလူတွေဘာလုပ်လဲဆိုတော့လိုက်လုံရင်းနဲ့အချိန်ကုန်လေးရှိကြပြီးတော့သူတို့ကိုတကယ်တိုးတက်ဖို့ personal development ဖြစ်ဖို့အတွက်ကိုလုံးဝမဲ့အချိန်ပေးရမယ့်အချိန်တွေမှာများသောအားဖြင့် public နဲ့ရောပြီးတော့ခုန follow လုပ်နေတဲ့အဆင့်မှာငြိမ်နေကြတာများပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့တကယ်သူများနဲ့အဆင်မပြေတဲ့လူကွာကြတဲ့ကောင်ဟာဒီကောင်ဘူးကလန်ကောင်ဆိုပြီးတော့ပြောခံရတဲ့မိတ်ဆွေတွေပါတယ်ဆိုလို့ရှိရင်ကိုယ့်နဲ့ကိုတယောက်တည်းရှိတဲ့အချိန်မှာခုနကျွန်တော်ပြောတဲ့ပုံစံမျိုးဖြည့်ပါဝမ်းသာအတကုံမောင်းပါကိုစာရီဖတ်ပါကျွန်တော်တို့ကိုရှေ့6 7 implement ဖြစ်ဖို့အတွက်ကိုအရာအားလုံးကိုလေ့လာပါတယောက်တည်းရှိနေလေ့လာဖို့အကောင်းဆုံးအချိန်ဖြစ်လေပါပဲโอเคဒီတော့ကျွန်တော်တို့ကဒီကွာကြတယ်ဆိုတဲ့လူတွေရဲ့အားတာချက်တွေကိုတည်သွားပြီအားတာချက်တွေကိုတည်သွားပြီဆိုလို့ရှိရင်အရေးကြီးဆုံးချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနချက်လက်တွေရကွာကြတယ်ဆိုတာအရန်ကောင်းတာလားဆိုရင်မဟုတ်ပါဘူးကွာကြတာမကောင်းပါဘူးတကယ်တော့အဲ့ဒီမကောင်းတာကိုကျွန်တော်တို့ကအားတာချက်အဖြစ်ပြန်ပြီးပြောင်းနိုင်ရမယ်လုံးဝ refine လုပ်နိုင်ရမယ်အဲ့ဒီစိတ်အခြေအနေကိုအဲ့လိုမလုံးနိုင်လို့ရှိရင်တက်လုံးခမရဒီကွာကြတဲ့ဘူးကလန့်ဆိုတဲ့အခြေအနေလူတွေကိုကန့်လန့်လိုက်ပြောတဲ့အခြေအနေကနေပြီးတော့အပေါ်ဘယ်တော့မှတက်မှာမဟုတ်ပါဘူးအဲ့ဒီလိုကွာကြတယ်ဆိုတဲ့ဟာကိုအားတာချက်ဖြစ်ပြောင်းမယ်ဆိုရင်ခုနလို refine လုပ်ရမယ် refine လုပ်မှပဲခမရသူများနဲ့မတူတဲ့အဆင့်ကိုရောက်မှာဖြစ်ပါတယ်ခုနကျွန်တော်ပြောခဲ့တဲ့ Elon Musk တို့ Lady Gaga တို့ပြီးသွားရင်ကျွန်တော်ဒီလက်ချင်မီတီထွန်းတဲ့ Nicholas Tesla တို့ဆိုလို့ရှိရင်လည်းသူတို့ကအဲ့ဒီခုနကျွန်တော်ပြောတဲ့အလုံးဖြစ်နေတဲ့အချိန်တယောက်တည်းရှိနေတဲ့အချိန်မျိုးမှာသူများထက်တာမဲ့ opportunity ကိုသူတို့မြင်တယ်သူတို့အဲ့ဒီဟာတွေအတွက်ကိုဝမ်းသာဖြည့်တယ်အတကုံမောင်းတယ်ကိုလုံးဝမညာဘဲနဲ့မောင်းတယ်အဲ့လိုမျိုး refine လုံးမှပဲဒီကွာကြတယ်ဆိုတဲ့လူတွေကနောက်လူတွေထက်တာတဲ့ level ကိုတက်ဖို့အတွက်ကိုအခွင့်အရေးရမှာဖြစ်ပါတယ်မဟုတ်လို့ရှိရင်ခင်ဗျားတို့ပတ်ဝန်းကျင်မှာမြင်မှုတယ်လက်ရှိတော်တော်အသက်ကြီးနေတဲ့အချိန်ထိဘယ်တော့မှအဆင်မပြေတဲ့ခြားတိတ်တွေနဲ့အဆင်မပြေဘူးပတ်ဝန်းကျင်နဲ့အဆင်မပြေဘူးဘေးအိမ်နဲ့အဆင်မပြေဘူးဆိုတဲ့အဖိုးကြီးတွေခင်ဗျားတို့မြင်မှုလိမ့်မယ်နောက်ဆုံးအဲ့လိုပုံကိုတေးဝိုင်းရင်တော့ပတ်ဝန်းကျင်ကအရင်ဝမ်းနေနေမှာမဟုတ်ဘူးခင်ဗျားတို့ပတ်ဝန်းကျင်မှာအများကြီးမြင်မှုလိမ့်မယ်အဲ့ပုံစံနဲ့အသက်ကြီးသွားတဲ့လူတွေအဖိုးကြီးတွေရှိရင်ရှိမယ်အဖွားကြီးတွေရှိရင်ရှိမယ်အပြစ်ပြောနေတာမဟုတ်ပါဘူးဒါကျွန်တော်အဲ့လိုစိတ် condition မှာရှိတဲ့လူမျိုးဒီဗီဒီယိုကြည့်မိတယ်ဆိုလို့ရှိရင်ကိုပြန်ပြီးသုံးသပ်မိအောင်ပါကျွန်တော်တို့နောက် level နောက်ထပ် next level တခုကိုတက်ဖို့အတွက်ဆိုလို့ရှိရင်အရန်ကောင်းတယ်ဆိုတဲ့အနေအထားတစ်ခုမှာခင်ဗျားတို့ရှိပါတယ်အချိန်အရန်မလွန်သေးဘူးဆိုရင်ခုနကကျွန်တော်ရွေးတဲ့ option တစ်ခုကိုပြန်မေးပါသူများနောက်ကို follow လုပ်မလားငါရဲ့အဲ့ဒီမှာရှိနေတဲ့အားနည်းချက်ကိုဘေးလုပ်ဖို့အတွက်အချိန်ပေးမလားခင်ဗျားအဲ့နှစ်ခုရဲ့တစ်ခုကိုရွေးပါโอเคဒီနေ့တော့ကွာချတဲ့အကြောင်းကျွန်တော်နည်းနည်းလေးတိုင်ပင်ပြီးပါပြီရှေ့လျှောက်ပါအကြောင်းရည်တိုင်ပင်မလဲဆိုတော့သိချင်ကျွန်တော်ရဲ့ဒီ The Truth Behind the Channel လေးကို subscribe လုပ်ပေးခဲ့ပါโอเคပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်
အားလုံးပဲကွာကြနိုင်ကြပါစေ